ဒါကတော့မြန်မာ18ဦးအတင်ထားပြီးတော့မောင်းပြေးနေတဲ့ပစ္စကကားတစ်စီးကိုထိုင်းသက်ဆိုင်ရာအဖွဲ့တွေကလိုက်လံဖမ်းဆီးနေတဲ့မြို့ပဲဖြစ်ပါတယ်။အထက်မှာမြန်မာ18ယောက်ကိုပိတ်ညတ်တင်ထားပြီးတော့ထွက်ပြေးနေပြီးတော့နောက်ပြေးလို့မလို့မှန်းလည်းသိတော့ဖမ်းခံလိုက်ရတဲ့မြင်ကွင်းဖြစ်ပါတယ်။အထက်မှာမြန်မာ18ဦးလိုက်ပါလာတယ်လို့သိရပါတယ်။ထိုင်းကမ်ချနဘူရီခရိုင်မှာဖမ်းမိတာလို့သိရပါတယ်။ เอาบูเอาไม่ได้ป่ะไม่สบายหรอมันแน่นเอาไปข้างหลังมันยังไม่นั่งครับเอาบูเอาไม่ได้ป่ะไม่สบายหรอ